네.ဒီနေ့တော့ညရှင်တော်ကြီးပိတ်စာရနဲ့ခေါင်းစုပြောလေးလှုပ်ဆောင်ဖြစ်ပါတယ်မစ္စရိုအနေနဲ့လည်းပိတ်စာရရှင်ညရှင်တော်ကြီးမှာပါတယ်လှုပ်ဆောင်တယ်ကျွန်တော်နဲ့အတူလေးပါကြည့်လို့ဖိတ်ခေါ်ရှင်ပါတယ်ခင်ဗျာကျွန်တော်လိုမျိုးခေါင်းစုပြောကြိတ်တဲ့လူများရှိလားဗျချီမင်းခဲ့ပေးပါအောင်ခေါက်ဆွေးပြောကအမြင်နဲ့စားရင်တော့မကောက်ပါဘူးဗျာဒါပေမဲ့လည်းကျွန်တော်တို့မှာရွေးချယ်ရတယ်အများကြီးမရှိတော့တဲ့အခါခေါက်ဆွေးပြောကတော့ကျွန်တော်တို့အတွက်အဖို့တွေပါပဲဘလောက်ပဲမကောက်ပဲပြောပြတယ်ခေါက်ဆွေးပြောကိုချိန်တဲ့လူကတော့တရားမှာ90လောက်တော့ရှိကြမြင်ထင်ပါတယ်ခင်ဗျကျွန်တော်ကတော့ခေါက်ဆွေးပြုတ်စားရင်ဒီတိုင်းမစားပါဘူးဗျအတီးရွက်လေးတွေထေးတယ်ဓမင်းနဲ့နေတယ်ဓမင်းထေးတယ်အဲ့လိုပဲစားပါတယ်ခင်ဗျမိတ်ဆွေတို့ကဘယ်လိုစားကြလဲဗျ